ရေငုပ်သမားတွေရဲ့စောင်းရသည့်လေ့ကျင့်ရေးကနေပေါ်ပေါက်လာတဲ့ရေအောက်ဟော်ကီပေါ့ဝင် Entertainment Channel ကနေပရိသတ်ကြီးအားလုံးကိုကြိုဆိုပါရခင်ဗျာရေအောက်မှာပဲရှင်ပြိုင်စော်ကစားရတဲ့ရေအောက်ဟော်ကီဆိုတာဟာကမ္ဘာရှားပါဆုံးအားကစားတွေထဲကတစ်ခုဖြစ်ပါတယ်ရေအောက်ဟော်ကီကိုမူလက Auto Push လို့ခေါ်ခဲ့ကြပြီး1950ပြည့်နှစ်တွေကအင်္ဂလန်နိုင်ငံမှာစတင်ပေါ်ပေါက်ခဲ့တာပါရေငုပ်တင်တန်းနီးပြ Alan Blake ကရေငုပ်သမားတွေကိုစောင်းရသည်မှာပုံမှန်လေ့ကျင့်ခန်းလုပ်နိုင်စေဖို့ရည်ရွယ်ပြီးဖန်တီးခဲ့တာဖြစ်ပါတယ်ဒါဟာသူတို့ရဲ့ရေအောက်မှာလှုပ်ရှားနိုင်စွမ်းနဲ့စုပ်ကြမ်းခိုင်မှုကိုထိန်းသိမ်းမှုအတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်ဒီအားကစားနည်းစတင်ပေါ်ပေါက်လာပြီးမကြာခင်မှာပဲဒီတင်ရေအောက်ကလပ်တွေကြားရေပန်းစားလာခဲ့ပါတယ်စောပိုင်းမှာတော့စီမင်းစည်းကမ်းတွေကတသမတ်တည်းမရှိသေးပေမဲ့ဒီထူးခြားတဲ့ရေအောက်ကစားနည်းရဲ့စိတ်ဝင်စားစရာကောင်းမှုကြောင့်ကစားသူအများပြားကိုဆွဲဆောင်နိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့နိုင်ငံတကာပြိုင်ပွဲတွေအထိဦးတည်လာခဲ့ပါတယ်ဒီအားကစားကရေအောက်မှာကစားရတာဖြစ်ပြီးကစားသမားတွေကရေထဲကိုအချိန်တိုင်းတာတစ်ခုထိရေထဲကိုဆင်းရတဲ့အတွက်ဒီကအန်ရယ်ကတော့သတိလစ်မူးမေခြင်းနဲ့ရေနစ်ချင်းတို့ပါပဲဒီလိုဖြစ်တတ်တာကိုရှောင်ရှားဖို့အတွက်ဓာတ်တွေကဘက်တီစနစ်လို့ခေါ်တဲ့အချင်းချင်းဂယူးဆိုင်ပေးခြင်းနဲ့ရေအောက်မဆင်းမီအသက်ရှူလေ့ကျင့်ခန်းတွေစနစ်တကျပြုလုပ်ကြပါတယ်ကစားပွဲမစခင်မှာကစားသမားတဦးချင်းစီရဲ့ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကိုတေချာစစ်ဆေးပြီးရေကူးဖက်နဲ့မျက်နှာဖုံးနဲ့ပါးစပ်နဲ့အသက်ရှူရတဲ့စနော်ကယ်တို့ပြင်လက်အိတ်ဒုတ်တွေကိုစနစ်တကျတက်ဆင်ရပြီးရေကူးကန်ရဲ့ရေအပူချိန်နဲ့မျက်နှာပြင်တန်ရှင်းမှုကိုပါအသေးစိတ်စစ်ဆေးကြပါတယ်ရေအောက်မှာဖြစ်တဲ့အတွက်ကစားသမားတွေဟာအတန်မဲ့ဆက်သွယ်မှုစနစ်ဖြစ်တဲ့လက်ဟန်ပြခြင်းရေထဲကနေအချက်ပြခြင်းနဲ့ကိုယ်ခန္ဓာအနေထားကိုကြည့်ပြီးတိုက်စစ်ခံစစ်ကစားပုံတွေကိုနားလည်ရပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကိုမဆက်ခင် channel ကို like and subscribe လုပ်သွားကြပါဦးဗျာပြိုင်ပွဲပုံစံကတော့ရေကူးကန်ရဲ့အောက်ခြေမှာကစားကြပါတယ်အသင်းတစ်သင်းမှာကစားသမား6ယောက်ပါဝင်ပြီးကာဗွန်ဖိုင်ဘာဒါမှမဟုတ်တစ်သားနဲ့ပြုလုပ်ထားတဲ့တုံးနဲ့ခဲသားနဲ့ပြုလုပ်ထားတဲ့ဟော်ကီပိုက်ကိုတွန်းရပါတယ်ပြိုင်ပွဲရဲ့ဂိုးပေါက်ထဲကိုဟော်ကီပိုက်တွန်းထည့်နိုင်တဲ့အကြိမ်ပေါ်မူတည်ပြီးအနိုင်ရှုံးကိုဆုံးဖြတ်ပါတယ်တီးမီနေရကစားသမားကလက်နဲ့ဟော်ကီပိုက်ကိုလုံးဝထိတွေ့ခွင့်မရှိပါဘူးလက်နဲ့တွန်းခြင်းဟော်ကီပိုက်ကိုဖိထားခြင်းနဲ့ရေမျက်နှာပြင်ပေါ်ကိုတက်လာတဲ့ပြိုင်ပွဲကိုတားဆီးထားခြင်းစတာတွေကိုစီကံဖောက်ပြမှုဖြင့်သတ်မှတ်ပါတယ်ရေအောက်ဟော်ကီကမူလကဗြိတိန်မှာသာရှိခဲ့ပေမဲ့1980ပြည့်နှစ်ဝန်းကျင်မှာနိုင်ငံတကာကိုစတင်ပြန့်နှံ့ခဲ့ပြီးကမ္ဘာလုံးဆိုင်ရာအားကစားဖြင့်စတင်အသိအမှတ်ပြုခံခဲ့ရပါတယ်ဒီအားကစားကိုကြီးကြပ်ကွပ်ကဲဖို့အတွက်ကမ္ဘာလုံးဆိုင်ရာရေအောက်လှုပ်ရှားမှုများအဖွဲ့ချုပ် CMAS ကိုဖွဲ့စည်းခဲ့ပါတယ် CMAS ဟာပုံမှန်ကမ္ဘာချန်ပီယံရှစ်ပွဲတွေကိုကျင်းပပေးပြီးလက်ရှိမှာအဖွဲ့ဝင်နိုင်ငံပေါင်း80ကျော်ထိရှိနေပါတယ်ဒီအားကစားဟာဥရောပမြောက်အမေရိကဩစတြေးလျနယူးဇီလန်နဲ့တောင်အာဖရိကစတဲ့နေရာတွေထိပြန့်နှံ့လာပါတယ်ပုံမှန်အားဖြင့်အမျိုးသားအမျိုးသမီးလူငယ်အားလုံးတွေတီးခြားပြိုင်ပွဲတွေရှိပြီးအချို့ဒေသတွေမှာအမျိုးသားနဲ့အမျိုးသမီးရောနှောပြီးရှင်ပြိုင်တဲ့ပြိုင်ပွဲတွေကိုလည်းဖွဲ့စည်းကစားကြပါတယ်ဒါကြောင့်ရေအောက်ဟော်ကီဟာကြားမှမရွေးပါဝင်နိုင်တဲ့အားကစားတစ်ခုဖြစ်ပါတယ်ဒါကတော့ရေအောက်ကမ္ဘာရဲ့စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့ပွဲလိုက်အားကစားတစ်ခုဖြစ်ရေအောက်ဟော်ကီဟာကမ္ဘာတွင်းမှာဆက်လက်ရှင်သန်နေတာပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်ရေအောက်ဟော်ကီဟာအဆုပ်နဲ့နှလုံးကိုစိန်ခေါ်ရင်းပျော်ရွှင်စရာပွဲလိုက်လှုပ်ဆောင်မှုကိုပေးစွမ်းနိုင်တဲ့ထူးခြားတဲ့အားကစားတစ်ခုဆိုရင်လည်းမမှားပါဘူးခင်ဗျာ